channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်မနက်လေးနာရီတော့ရောက်နေပြီပဲမနက်ဒါကျမတို့မနက်လေးနာရီပေါ့နော်မနက်လေးနာရီပေါ့စနေပါ8နာရီည8နာရီ43ရှိနေပြီမဟုတ်ပါဘူးရှင်သူပြောအောင်မြုံကြနေတာဒါကျမတို့အရာကိုလာကျမပိတ်လိုက်ပြီပေါ့နော်ကျမဟာကျမဘရိုနဲ့ဘလိုအစွမ်းနဲ့လုပ်ပြပြီးတော့မှာမယ်အမရဒါကျမစွမ်းနဲ့လုပ်လိုက်တာပေါ့နော်အခုတော့ကျမထီရရဲ့ဒီဖောင်းဒီအိမ်နေလုပ်ပြပါမယ်ဒါကျမစွမ်းနဲ့လုပ်လိုက်တာနော်ဒါကျမစွမ်းနဲ့လုပ်လိုက်တာနော်ဟုတ်တယ်နော်ဒီနောက်တော့ကျမမီးပိတ်လိုက်မယ်မီးပိတ်လိုက်ပြီးဖြစ်သွားပြီဟိုမီးပိတ်လိုက်ရင်မှုံမဲသွားတာပေါ့နော်မိုးချုပ်သွားပြီပဲကဲငါအရာတွေငါပြန်လုပ်ရတော့မှာပဲဖြစ်စမ်းဒီအိမ်ကြီးလည်းရှုပ်ပါစမ်းခုကျမတို့ခုတော့ကျမအိမ်မှာဖြစ်ပါရှင်ကျမရုပ်လေးနဲ့ကျမအိမ်မှာဖြစ်ပါရှင်ချပါအမလေးတော့အေးရပါပြောမယ်ဟုတ်တယ်ဦးဒီဒါပါပဲရှင်တော့ပြီးကွာအဲ့ရပြန်မသိမ်းတော့ကွာငါအိတ်လိုက်တော့မယ်ကွာ3အိတ်ကြမယ်